out, bro. Oh, hell no, man. What the fuck, man? Get your ass on. နောက်တစ်ခုကတော့ကွဲပြားထူးခြားတဲ့ cover story ပါ Geta Su Accidental Blue Sea Life ပေါ့နော်အခန်း314ကနေ348အထိကြာမြင့်ပြီးအခန်း32ခန်းရှိပါရဲ့ Anime adaptation လုံးဝမရခဲ့ပါဘူး Geta Su အကြောင်းပါသူကဘယ်သူလဲမမှတ်မိဘူးဆိုရင် Skypiea Arc မှာ Chopper ကိုရှုံးနှိမ်ခံခဲ့ရတယ်သူပါအခုတော့ကောင်းကင်ကနေတွင်းနေအပြည့်ရှိတဲ့ကျွန်းတစ်ကျွန်းကိုပြုတ်ကျလာခဲ့ပါတယ် သူကပူစပရင်ကျွန်းထင်အောင်အိမ်မက်မှတ်နေတဲ့ကိုရိုနဲ့သွေးဆောင်ရပါတယ်ဂေရာဇူကဘလူးစီရဲ့တထေးထစ်မယ်လို့ကြေညာပြီးအတူတကွတွင်းတွေတူးကြပါတယ်ကိုရိုကတွင်းတူးသမားဘဝကိုတင်ပြပေးနေပါတယ်နောက်တော့ဒူးဖော်ကရိယာတွေတတ်ဆင်ထားတဲ့ဝဘလူကြီးတစ်ကောင်နဲ့တွေ့ဆုံရပါတယ်ဂေရာဇူကသူ့ကိုရိုက်နှက်ပြီးရင်ကျဲအောင်လုပ်လိုက်ပါတယ်ဝဘလူရဲ့အကူအညီနဲ့သူတို့နတ်နတ်ဆိုင်ဆိုင်တူးဆင်းသွားပြီးနောက်ဆုံးမှာပူစပရင်ကိုရောက်ရှိခဲ့ပါတယ်မြောက်လိုပုံစံရှိရဲ့တတ္တဝါတကောင်ပေါ်လာပြီး Geta Su ကအဲ့ဒါကိုလည်းရိုက်ကအဖွဲဝင်အဖြစ်ထည့်သွင်းလိုက်ပါတယ်ဒါပေမဲ့သူကကျွန်းပေါ်မှာပဲနေခဲ့ပြီးကြံ3ယောက်ကဆက်လက်တူးကြပါတယ်မမျော်လင့်ပဲသူတို့ Alabasta မှာရောက်ရှိသွားပြီးတော်လန်ကြီးမှာခိုစာနဲ့တွေ့ဆုံရပါတယ်သူကဂိုရိုရဲ့သူဖြစ်ပါတယ်ဒါကြောင့်တိုတိုကသူ့ရဲ့ညီဖြစ်ပါတယ်တိုတိုက Alabasta Arc မှာရေရှာဖွေတူးနေလေသူပါသူတို့အားလုံး Whole Island ကိုဖျင်လေခီးသွားကြပြီးကာရိုလည်းရုတ်တရက်ပေါ်လာပါတယ် Whole Island မှာအခုကြီးမားခမ်းနားတဲ့ spa တစ်ခုရှိလာပါပြီသူတို့ Alabasta နဲ့ Hot Spring Island ကိုဆက်သွယ်တဲ့ဥမင်လိုင်ခေါင်းကိုတရားဝင်တိစောက်ခဲ့ပြီးကနန်ပင်ဆာစ်ကကျွန်းတစ်ခုကြားအသက်ရှင်တဲ့ဘတ်စကားလိုအလုပ်လုပ်ဆောင်နေပါတယ် VV နဲ့သူမရဲ့အဖွဲ့အစည်းကလာရောက်လေပတ်ကြပြီးယောက်ျားများမိန်းမများရေချိုးခန်းတွေကိုတွေ့မြင်ရပါတယ်နောက်ဆုံးမှာကဒက်ဆူက Hot Spring Island ရဲ့တတိအဖြစ်နဲ့ပြီးဆုံးသွားပါတယ်